ဗီဒီယိုအသစ်မတင်ပြတာ3လလောက်ရှိပြီဒါပေမဲ့ Facebook မှာ running notes တွေပြီးတော့ပြိုင်ပွဲတွေနဲ့ပတ်သက်တဲ့အကြောင်းလေးတွေတော့ကျွန်တော်ရဖန်ရန်က content လေးတွေတင်ပြပါတယ်။ဘာတွေလုပ်နေလဲဆိုလို့ရှိရင်ကျွန်တော်ဖြစ်တဲ့ injury အကြောင်းကိုလေ့လာဖြစ်တယ်။ဒီ injury စဖြစ်အချိန်တုန်းကရှေ့ဗီဒီယိုတွေမှာပြောခဲ့သလိုပဲphysio စီကန်းသွားလိုက် treatment လုပ်လိုက် easy လေးပြေးလိုက်နေပဲတက်တာနေရလဲပါတဲ့ခါကျတော့ရိုးရိုးကြော်သားပြေးတယ်ဆိုတဲ့အဆင့်လောက်ပဲထင်တာဒီ injury ပဲထိပြီးတော့ကျွန်တော်မာရာသွန်ပြေးခဲ့တာပေါ့နော်တရက်ကိုကျွန်တော် warm up လည်းမလုပ်ဘဲနဲ့ထပြေးတဲ့ခါကျတော့ re injury ပြန်ဖြစ်တာပေါ့နော်အရင်ဆုံးပြောချင်တာကတော့ကျွန်တော်ကရိုးရိုးအပျော်တမ်းပြေးသမားတစ်ယောက်ပါကျွန်တော် physio လည်းမဟုတ်ဘူးကျွန်တော်ဆရာဝန်လည်းမဟုတ်ဘူး rehab trainer လည်းမဟုတ်ဘူးကျွန်တော်ဖြစ်တဲ့ဟာကိုလိုက်ပြီးတော့လေ့လာကြည့်တဲ့အခါကျတော့ proximal hamstring tendinopathy လို့ခေါ်တယ်ဗျအဲ့ဒီဟာဖြစ်ဖို့အများဆုံးပဲသူတို့ပြောတဲ့လက္ခဏာတွေအကုန်လုံးကကျွန်တော်ဖြစ်နေရတဲ့တော်တော်လေးတူတယ်ပေါ့နော်အဲ့တော့ဒီ injury ဖြစ်တယ်လို့ပဲကျွန်တော်ယူဆလိုက်တယ်ပေါ့နောက်ပြီးတော့ဒီ injury ကလည်းအပြေးသမားတွေဘုံလုံးသမားတွေမှာလည်းအဖြစ်များတယ်ကျွန်တော်ဘာဖြစ်လို့ဒီ injury ဖြစ်လဲဆိုလို့ရှိရင် core muscle အားနေတယ် glute weak တယ်ပြီးတော့ anterior pivot disc ဒီ tim ဆုံရိုးဆောင်းတာပေါ့နော်tim ဆုံရိုးကတက်ဖြစ်မနေပဲနဲ့နည်းနည်းလေးအောက်ကိုဒီလိုဆောင်းနေတာပေါ့ပြေးတဲ့အခါရှေ့ကိုတွန်းဖို့ glute က weak တဲ့အခါကျတော့ hamstring ကိုသုံးရတယ်ဗျာtim ဆုံရိုးဆောင်းနေတဲ့အခါကျတော့ခါကော့ပြီးတော့ပြေးနေတော့အမြဲတမ်း hamstring မှာ tension တစ်ခုရှိနေတယ်ဒီသုံးချက်နဲ့တင်ကိုကျွန်တော်ကဒီ proximal hamstring tendinopathy ဆိုတဲ့ injury ဖြစ်ဖို့ကိုခိုင်းလုံနေပြီပေါ့နော်တကယ်တော့အပြေးသမားတွေအနေနဲ့ပြေးပြီး strength training မလုပ်ဖြစ်ဘူးဆိုလို့ရှိရင်အချိန်တစ်ခုကြာလာတဲ့အမျှဒါမှခံနိုင်တဲ့အချိန်ကျတော့ injury ဖြစ်တာပေါ့နောက်တစ်ခုကအသက်ကြီးလာတာပေါ့နော်လွန်ခဲ့တဲ့3-4နှစ်တုန်းက warm up လုပ်ဖ ೇನೆ ထားပြေးလို့ရပါမယ်ဒီနေ့ဒီချိန်မှာတော့ warm up လုပ်တာက injury ကိုတော်တော်လေးတီးတတာကာကွယ်ပေးမှာသိကြတယ်ဒီလိုနဲ့ကျွန်တော်ရဲ့ injury ကြောင့်ဆက်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်3လလုံးဝနားလိုက်တယ်ဒီမှာ training မှမလုပ်တော့ဘူး strength training လည်းမလုပ်ဘူးအပြေးလည်းမလုပ်ဘူး full rest ပဲ3လ hip bridge clamshell အဲ့ exercise နှစ်ခုကိုတရက်ကိုတစ်ချိန်15ချိန်2ကြော့10ချိန်3ကြော့အဲ့လိုမျိုးလှည့်ပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်သူကတက်တာလာလို့ရှိရင်မေ့နေတယ်လေအဲ့လိုလောက်အောင်မေ့နေစိတ်ထဲမှာအတိပြန်ဝင်လာတဲ့အချိန်ဆိုလို့ရှိရင်တော့ထားလုပ်လိုက်တယ်တကယ်တော့ဒီ exercise လေးတွေကအချိန်ဘယ်လောက်မှကြာတာမဟုတ်ပါဘူးအချိန်ဘယ်လောက်မှပေးရတာမဟုတ်ဘူးအဲ့ဒါကိုဂယူးဆိုင်ပြီးတော့ပုံမှန်လေးပြန်လုပ်ရမှာပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်လည်းကိုဖြစ်တော့မှတည်တာပေါ့နော်မဟုတ်ရင်တော့စိတ်ဝင်စားမှာမဟုတ်ဘူးကိုဖြစ်တော့မှကိုတကယ် injury ရတော့မှဒီဟာနဲ့ပတ်သက်ပြီးလေ့လာဖြစ်တယ်အခုလိုမျိုးပြန်ပြီးတော့ကျွန်တော်မျှဝေဖြစ်တယ် injury ဆိုတာစပြေးတဲ့သူတွေမှာဖြစ်တာလို့ထင်ကြလိမ့်မယ်ကျွန်တော်ဆိုလို့ရှိရင်ပြေးတဲ့9နှစ်ကျော်6နှစ်မှချိန်ကြာနားတဲ့ injury မျိုးပေါ့နော်ကျွန်တော်ဖြစ်ခဲ့တဲ့များ injury တွေမှာဒီ injury ဖြစ်တာအကြဆုံးပဲအတွေ့အကြုံရှိတဲ့ပြေးသမားတွေဆိုရင်လည်းလုံးဝမပေါ့ဆပါနဲ့ဘယ် injury ကိုမဆိုဂရုစိုက်ပါဒီလိုနဲ့ပဲ ASIS ပွဲရလဲနီးလာပြီဆိုတော့လွန်ခဲ့တဲ့2လစပြီးတော့ကျွန်တော် training ပြန်လုပ်တယ်ပွဲရတော့10ကီလိုပွဲပဲဗျာဒါပေမဲ့ပြေးနိုင်ပါမလားပေါ့နော်ဒီအကွာဝေးလေးတော့မှပထမဆုံးပြေးတဲ့10ကီလိုကတော်တော်ပင်ပန်းတာတော်တော်မောတာပထမလတော့က mileage ကို89ကီလိုမီတာရတယ်နည်းနည်းတော့များတာပေါ့နော်ပထမဆုံးစပြေးလာမှတင်mileage ကီလို100လောက်ကတ်တယ်ဆိုတာ injury သမားတစ်ယောက်အနေနဲ့တကယ်တော့နည်းနည်းများတဲ့အထဲမှာပါတယ်ကျွန်တော်လည်းသတိမထားမိလိုက်ဘူးခြေတော့တက်တာနေတော့ပြင်းနေသူကီလိုအဲ့လိုများသွားအဲ့ဒါနဲ့ဒုတိယလကျတော့130ပတ်ချလဲကျွန်တော်ပြေးလိုက်တယ်ပြီးတော့ speed workout ဆန်းပြေးတယ် speed workout ဆန်းပြေးတော့ B-Mind running shoe ကိုဝယ်ထားတာကြာပြီးတခါမှမစီးရသေးဆိုတော့တက်လက်စားတယ်အဲ့ဒီဖက်နဲ့ပဲ1 km 3ကောက်ပြေးတော့ speed လည်းပြေးတယ်ကာဗွန်ကလည်းမစီးရကြာပြီးဆိုတော့ခြေတော့ကမခံနိုင်တော့ Achilles tendon တွေက9ရက်လောက်နာနေစားရင်တွေစိတ်အကျော်လျှော့ massage ball တွေအဲ့လိုခြေပေါ်အောင်မှထားပြီးတော့လှည့်ရင်းနေပဲတက်တာသွားတယ်ဘာဖြစ်ပြေးနိုင်ပါမလားဆိုတဲ့အချိန်တွေကနေပြီးတော့ဒီ2လမှာတော်တော်လေးတော့တိုးတက်လာပါတယ် November 28 Amazing Thailand Marathon မှာလည်းကျွန်တော်21 km half marathon register လုပ်ထားတယ်လက်ရှိအချိန်တွေကိုထိန်းပြီးတော့ပဲဖြည်းဖြည်းချင်း training ဆက်လုပ်ရမှာပေါ့နော်လာမယ့် A6 10k ပွဲမှာတနာရီတော့လိုချင်တယ်တနာရီတော့မှန်းထားတာပေါ့နော်ဖြစ်နိုင်ပါမလားပြေးကြည့်မှသိမှာပဲဒီစိတ်ထဲမှာပြေးရမှာလည်းကြောက်တယ်ဆိုတာ10ကီလိုပြေးရမှာကိုကြောက်တာမဟုတ်ဘူးပြေးနေရင်လည်း injury ပြန်ပေါ်လာမှာကိုကြောက်တာဘာလို့လဲဆိုတော့အရှင်းမပြောက်သေးဘူးဆိုတော့တိနေတဲ့စိတ်ထဲမှာကိုဖြစ်တဲ့ injury တွေကိုပဲပြန်ပြီးတော့
မျှဝေပေးနေတာဖြစ်တဲ့အတွက်အကယ်၍ကျွန်တော်ပြောတဲ့ထဲမှာအမှားတွေပါသွားတယ်ဆိုလို့ရှိရင်comment မှာပြန်ပြီးတော့ဆွေးနွေးပေးပါကျွန်တော်အကြံပြုပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်လာမယ့် ASIS Spoil Vlog မှာပြန်တွေ့ပါမယ်